အားလုံးပဲမင်္ဂလာပါကျွန်မနာမည်ရစီကပါကျွန်မဒီနေ့ချက်ပြမှာတော့ကစုံဦးနဲ့လုပ်ထားတဲ့ကြာစံကိုကိုရီးယားစတိုင်တုတ်ထားဖြစ်ပါတယ်ကိုရီးယားလို့ဆိုရင်တော့ Jap Chain လို့ခေါ်ပါတယ်သူ့ထဲမှာဘာတွေပါဝင်လဲဆိုရင်ကစုံနဲ့လုပ်ထားတဲ့ကြာစံဘက်ပါဝင်တယ်မုံလာဦးမီပါဝင်တယ်ကြက်သားပါတယ်ဟင်းနုနယ်ရပါတယ်တိုင်းမြဝတ်စိမ့်ပါတယ်ကြက်ဥအဓိကပါဝင်ပါတယ်ပြီးတော့ရှီတာကဲမူလည်းထည့်ထားပါတယ်အရင်ဆုံးမုံလာဦးမီကိုအခုံးလာပါမယ်ပြီးရင်ပါပါလေးလှီးထားပါတယ်ပြီးရင်တော့အချောင်းလေးတွေပြီးပေးပါမယ်အဲ့ဒါပြီးရင်တော့ပကယ်လေးမှာခဏစီထည့်ပါမယ်အခုဒါရှီတာကဲမူရေးစိမ့်ပြီးတော့နူးတော့နှင်းရဖြစ်ပါတယ်သူ့ရဲ့အဲ့ဒီအလိုအညာလေးကိုပေါ့နော်ဆိုတာဖေးထုတ်ပါတယ်အဲ့ဒီဥစ္စာက300လဲဆိုတော့ဒီစုပ်တွေပါလို့ထည့်လို့ရပါတယ်ဒါပန်းကြီးကွာစင်ကိုနှင်းရဖြစ်ပါတယ်ခုချက်သားစားနေပါမယ်ချက်သားမှာရှိတဲ့ခဲမှုတပွင့်ထည့်ထားပါတယ်အနံလေးမွေးအောင်လို့ပါဆွဲဆော့ကနှစ်စုံထည့်ပါတယ်တခြားတော့ဒီစုံဝဲထည့်တယ်စားနေထည့်တယ်နှက်စီခွေးနေထည့်ပါတယ်ရေကောင်းထည့်တယ်အဲ့ဒါပြီးတော့နေပါမယ်ပလတ်စတစ်နဲ့ဒါယူဝဲလောက်အုပ်ထားပြီးပါတယ်အခုဒီနေ့နေပြုတ်မှာဖြစ်ပါတယ်ဒီနေ့ဆိုရင်ပြောရပါတယ်ပြီးလို့ရှိရင်ဒီခဲရေစိမ့်လိုက်သူကဒီအရာစင်းလေးနဲ့လှပါတယ်ဒါကတော့ခုနကခုစိုးဦးနဲ့လုပ်ထားတဲ့ခောက်ဆဲဘက်ကိုပြုတ်တာဖြစ်ပါတယ်ဒါကခုဆိုတာကြက်ဥတစ်လုံးခောက်ပါမယ်ပြီးရင်အပူအေးလေးမှာကြက်ဥကိုကြော်ပါတယ်ဒါကတော့ခုနကမျိုးလုပ်ထားတဲ့ကြက်သားနဲ့မျိုးကြော်တာပါအခုကတစ်ခုချင်းလေးဆိုတာခုနကပြင်ထားတဲ့ပေါ်ပစ္စည်းကိုကြော်တော့မှဖြစ်ပါတယ်ဒါမျိုးလာဥကိုရေးစားကြော်နေပါတယ်စားလေးလေးထည့်ထားမျိုးထည့်ပါတယ်ဒါတော့ပန်းလေးကိုကြော်ပါတယ်အခုအားလုံးကြော်ပြီးဆိုရင်ခေါင်းကြာစံဘက်ကိုစပြီးတော့နေပါမယ်ဆွဲဆော့ကဆိုတာ3စုထည့်ပါတယ်တခြားတစ်စုထည့်တယ်လက်စီမွေးထည့်တယ်မြန်မာလူမျိုးတွေဖြစ်တဲ့ကြောင့်မို့ဆိုတာတော့ပေါ့ရင်တိတ်မစားတယ်ဘူးအားကြောင့်ကြက်သားမို့တစ်စုထည့်ပါတယ်အခုခုနကြော်ထားတဲ့ပေါ်ပစ္စည်းအကိုလုံးကိုစီနဲ့ထည့်ပါတယ်တစ်ခါရောနေပါတယ်ပြီးတော့နှမ်းနဲ့ဖြူပေးပါတယ်အခုဆိုရင်တော့အရင်တိုင်ရှိပြီးတော့အရင်ကောင်းနေပေါ့နော်ချက်ချဲလေးရပါပြီကစုံနဲ့လောက်ထားတဲ့ကိုရဲစတိုင်ကြာစံတုပ်ပါ